James Gunn နဲ့ Peter Safran တို့ဦးဆောင်တည်ဆောက်နေတဲ့ DC Universe DCU အသစ်ရဲ့ပထမဆုံးခန်း Chapter 1 Gods and Monsters နဲ့ဖျားများနဲ့ဘီလူးများမှာ Waller နဲ့ Paradise Lost ဇလန်တွဲတွေဟာ DC စကြဝဠာကြီးရဲ့မတူညီတဲ့အုတ်မြစ်နှစ်ခုကိုချပေးမဲ့အလွန်အရေးပါတဲ့ဇလန်တွဲတွေဖြစ်ပါတယ်။တစ်ခုချင်းစီရဲ့အရေးပါပုံကိုအသေးစိတ်ရှင်းပြပေးပါမယ်။ Amanda Waller က superhero ကိုယ်တိုင်မဟုတ်ပေမဲ့ DC Universe ရဲ့အရေးကြီးဆုံး human power players တွေကတယောက်ပါသူ့ရဲ့အဓိကအားသာချက်ကစစ်ရေးအစိုးရအာဏာ intelligence black ops operations superhuman တွေကိုထိန်းချုပ်အသုံးချနိုင်မှု task force suicide squad လိုအဖွဲ့တွေကိုစီမံခန့်ခွဲနိုင်မှုဆိုတဲ့အရာတွေပါ James Gunn ရဲ့ DCU မှာ Waller ကို Viola Davis ကဆက်လက်တရုပ်ဆောင်နေပြီးရခင် DCU ကနေ character continue တွေတစ်စိတ်တစ်ပိုင်းဆက်ယူထားတဲ့ character တွေထဲမှာအရေးကြီးသူတစ်ယောက်ဖြစ်ပါတယ်။ Waller ဟာ The Suicide Squad နဲ့ Peacemaker တို့မှာအရေးကြီးတဲ့ supporting character ဖြစ်ခဲ့ပြီးသူမကိုယ်တိုင်အမည်ပေးထားတဲ့ Waller series လည်း DCU slate ထဲမှာပါဝင်ပါတယ်။ Waller ကတော့ Waller ရဲ့ power structure Argus အစိုးရဘက်က superhuman threat တွေကိုဘယ်လိုကင်တွယ်မလဲဆိုတာကိုပိုပြီးဖော်ပြနိုင်မဲ့ project ဖြစ်ပါတယ်။အဓိကပြောရရင် Waller က DCU ရဲ့ Nick Fury လို character တယောက်နဲ့ဆင်ပေမဲ့ပိုပြီး dark ruthless ဖြစ်ပါတယ်။သူက hero တွေကိုစူးစီးပြီးကယ်တင်ဖို့ထက် superhuman တွေကိုအစိုးရကဘယ်လိုထိန်းချုပ်မလဲဆိုတဲ့မေးခွန်းကိုကိုစားပြုတဲ့ character ဖြစ်ပါတယ်။ Paradise Lost က DCU ရဲ့ Themyscira Amazons ကိုအဓိကထားတဲ့ live action series ဖြစ်ပါတယ်။ Themyscira ဆိုတာ Wonder Woman ရဲ့မွေးရမြေဖြစ်တဲ့ Amazon Island ပါ။အရေးကြီးတာက Paradise Lost ဟာ Wonder Woman origin story မဟုတ်ပါဘူး။ project ကိုကြီးညာခဲ့တဲ့အချိန်မှာ James Gunn က Wonder Woman မမွေးဖွားခင် Themyscira မှာဖြစ်ပျက်ခဲ့တဲ့ဇာတ်လမ်းတွေကိုအာရုံစိုက်မဲ့ Game of Thrones လို political drama မျိုးဖြစ်ဖော်ပြထားပါတယ်။ဆိုလိုတာကဂျေလမရောက်ခင် Themyscira Amazon Society ဘယ်လိုတည်ဆောက်ခဲ့တယ်လဲဘသူတွေအာဏာရှိတယ်လဲ Amazon တွေအကြား political conflict လို့ရှိတယ်လဲ Gods တွေနဲ့ Amazons တွေရဲ့ဆက်ဆံရေးကဘယ်လိုလဲဆိုတာတွေကို explore လုပ်နိုင်ပါတယ်ဒီအချက်ကအရန်ရေးကြည့်ပါတယ်တခုရဲ့ Phase Chapter အသစ်မှာ James Gunn က superhero တယောက်ချင်းစီရဲ့ writing ကိုပဲမပြဘဲ world building ကိုပါအဓိကထားနေပါတယ်Paradise Lost ကအဲ့ဒီ world building အတွက်အရေးကြီးတဲ့ project တစ်ခုပါ။ Themyscira ကိုတိစောက်ပေးမယ်။အရင် Wonder Woman movies တွေမှာ Themyscira ကိုမြင်ခဲ့ရပေမဲ့ Amazon civilization ရဲ့နိုင်ငံရေးယဉ်ကျေးမှုဘာသာရေးမျိုးဆက်အဆက်ဆက်အာဏာပြိုင်ဆိုင်မှုစစ်ရေးကားတွေနဲ့ဆက်နွယ်မှုတွေကိုအပြည့်အဝမလေ့လာခဲ့ပါဘူး။ Paradise Lost ကအဲ့ဒီအပိုင်းကိုဖြည့်ပေးနိုင်ပါတယ်။လက်ရှိ DCU အမြင်နဲ့ဆိုရင် Waller ကပိုပြီး immediate importance ရှိပါတယ်။ဘာကြောင့်လဲဆိုတော့ Waller က DCU ရဲ့ modern day world ထဲမှာတိုက်ရိုက်ပါဝင်နေပါတယ်။ဥပမာ Superman Superheroes Government Amanda Waller Task Force Black Operations ဒီလို power network ထဲမှာ Waller ပါနေပါတယ်။ Paradise Lost ကတော့ Amazons Themyscira Ancient History Mythology Wonder Woman Mythology ဘက်ကိုတိဆောက်ပေးတာပါဒါကြောင့် Waller present day DCU power structure Paradise Lost DCU Mythology World Building လို့နားလည်ရင်အလွယ်ဆုံးပါဒါကတော့ official storyline မဟုတ်ပဲ reasonable speculation အနေနဲ့ပြောတာပါWaller က DCU ထဲမှာ superhuman ပိုများလာတာကိုကြောက်တဲ့အစိုးရအဖွဲ့ရဲ့ကိုစားပြုသူဖြစ်လာနိုင်ပါတယ်။ဥပမာ Superman ပေါ်လာတယ်။လူသားတွေကသူ့ကိုဘယ်လိုထိန်းချုပ်မလဲလို့စဉ်းစားတယ်။ Methumans ပိုများလာတယ်။ Waller က contingency plans ပြင်တယ်။ Gods Amazons aliens တွေပိုပြီးလူကဘာထဲဝင်လာတယ်။ Waller ရဲ့အာဏာနဲ့အရေးပါမှုပိုတက်လာနိုင်တယ်။ဒါကြောင့် Waller ဟာ villain တယောက်ထက် DCU ရဲ့ morally great political antagonist ဖြစ်လာနိုင်ပါတယ်။
ဒီနေရာမှာအရန်စိတ်ဝင်စားစရာကောင်းပါတယ်။ Wonder Woman ရဲ့ power level ကို DCU ထဲမှာဘယ်လောက်မြင့်မာအောင်သတ်မှတ်မလဲဆိုတာ Themyscira ရဲ့ mythology နဲ့တိုက်ရိုက်ဆက်နွယ်ပါတယ်။ Paradis Lost Ma. Amazon's Greek gods and Sand History. ကိုအကြီးအကျယ်တိဆောက်ထားရင်နောက်ပိုင်း Wonder Woman ရဲ့ appearance ကိုပိုပြီးဝေးရှိစေနိုင်ပါတယ်။ဥပမာ Diana ဟာရိုးရိုး superhero တစ်ယောက်မဟုတ်ပဲအလွန်ရှိကြတဲ့ Amazon civilization ရဲ့အမွေဆက်ခံသူဆိုတဲ့ feeling ကို DCU တစ်ခုလုံးထဲမှာတိဆောက်နိုင်ပါတယ်။ Waller ဟာ DCU ရဲ့လက်ရှိအချိန်မြေပြင်ပေါ်ကလူသားတွေရဲ့နိုင်ငံရေးနဲ့လျှို့ဝှက်စစ်ဆင်ရေး modern espionage ကိုစားပြုတိဆောက်ပေးမှာဖြစ်ပြီး Paradise Lost ဟာ DCU ရဲ့ရှေးဟောင်းသမိုင်းမော်ပညာနဲ့နတ်ဖျားတွေရဲ့တဏ္ဍာကြီးရဲ့ science mythology ကိုခိုင်မာအောင်တိဆောက်ပေးမဲ့ဇာတ်လမ်းတွေဖြစ်ပါတယ်။